အခုကျွန်တော်လုပ်နေတာကတော့နောက်တစ်မှာ clean နဲ့ to trigger လုပ်မဲ့ experiment အတွက်ပေါ့နော်လိုအပ်တဲ့ one move RTMG Sodium hydroxide solution ကိုတရားမဲ့ဖြောနေတာပါအဲ့တော့ video မဆက်ခင်မှာဒီထားမဲ့အချက်ကလေးတွေပြောပြပါမယ်အဲ့တော့ Sodium hydroxide ကိုရေထဲကိုပဲဖြည့်ချင်းစီထည့်ရပါမယ်ရေကို Sodium hydroxide ကိုထည့်ဖို့မထည့်ရပါဘူးဆိုတော့ Sodium hydroxide နဲ့ရေနဲ့ဖြည့်တဲ့အခါမှာ exothermic reaction ဖြစ်ပြီးတော့မှပူလာတဲ့အတွက်ကြောင့်လည်းဘာလဲဆိုရင်ခံနေကွဲတာတွေပြန်ပြီးတော့မှပေါ့နော်ရေဆက်ပြီးရှင်းလာတာမျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုအပြတ်ရှောင်ကြပါမယ်ပြီးကြရင်ရလာတဲ့ solution ကိုလည်း plastic ပေါ်ထဲမှာထည့်ရပါမယ်အဲ့တော့အခု calculation လေးတစ်ချက်ကြည့်ရအောင်ကျွန်တော်လိုအပ်တာကဘာလဲဆိုရင် one mole per liter ပြီးတာပေါ့နော် one molar ပြီးလို့ရတယ်Sodium hydroxide ရဲ့ relative molecular mass က40ရှိတယ်အဲ့တော့ကျွန်တော်ကသူ့ကိုပေါင်းပြီးတော့မှသူ့ကိုတုံးပြီးတော့ပေါ့နော်Sodium hydroxide ရဲ့ mole ရှာလို့ရတယ် mole ရပြီဆိုရင်ခုန relative molecular mass ကိုတုံးပြီးတော့မှ Sodium hydroxide ရဲ့ mass ကိုရှာလိုက်တဲ့ခါမှာကျွန်တော်ပြရမယ့် mass ကဘယ်လောက်လဲဆိုရင်4 gram ရှိတယ်ပေါ့အဲ့တော့အခု Sodium hydroxide solid ပေါ့နော်အကောင်လေးတွေကိုဒီ mass ကိုတုံးပြီးတော့မှကျွန်တော်တို့ 4 gram ရအောင်ရှင်းလိုက်ပါမယ်Sodium hydroxide 4 gram ချိန်ပြီးပါပြီဆိုရင်ရေ50 ml ကိုချိန်ပါမယ်အဲ့မှာမှားပြီးတော့မှဗာလဲဆိုရင်ရေချိန်ဖို့ကို relax ကိုသွားတုံနေရပေါ့နော်အဲ့မှာတတိယပြီးတော့မှmeasuring cylinder လေးကောက်ကတ်လိုက်တယ်အဲ့ဒါပြီးသွားပြီဆိုရင်ဒီက distilled water ကိုကျွန်တော်သုံးပါပေါ့အဲ့တော့ distilled water ကိုသုံးဖို့အတွက်ကိုဗာလဲဆို left hand နဲ့ဦးလေးကိုသွားပြီးမှလှုပ်ရှုပ်တယ်distilled water လေးပြီးဖို့အတွက်အဲ့တော့ရေရလာပြီဆိုရင်ဒီ measuring cylinder တွေကို50 ml ထည့်လိုက်မယ်အဲ့မှာထည့်လိုက်တော့ခါကျတော့ပို့သွားလိမ့်မယ်ပေါ့နော်ပို့သွားတယ်ပေါ့နော်ပို့သွားတော့ခါကျဘာလို့ရလဲဆိုတော့ခါကျတော့ဒီpipe လေးကိုသုံးပြီးတော့မှပြန်ပြီးတော့မှပို့နေတဲ့ဟာကိုထည့်လိုက်ရတယ်ရေ level ကြည့်လိုက်တယ်ဆိုရင်ဒီရဲ့ mini step လေးကဒီအောက်ခြေလေးကပေါ့နော်50မှာတန်းနေရမယ် mini step ရဲ့အပေါ်မှာလည်းမဟုတ်ဘူးအလယ်ခေါင်မှာလည်းမဟုတ်အောက်ခြေလေးနဲ့ဒါလည်းဖြစ်နေရမှာပေါ့နော်အဲ့တော့ရှင်းကားထည့်ရပြီဆိုရင်သူ့ကိုဒီကားထဲကိုပြောင်းထည့်လိုက်တယ်ပြောင်းထည့်ပြီးသွားပြီဆိုရင်ခုန sodium hydroxide ထည့်ထားတဲ့ဒီကားလေးကိုယူလိုက်တယ်ဒီက steering rod ပေါ့နော် glass rod လေးကိုကျွန်တော်အရှင်းရှင်းထားလိုက်တယ်အဲ့ဒါပြီးသွားပြီဆိုရင်ဘာလုပ်လိုက်လဲဆိုတော့ဒီ Sodium hydroxide solid လေးတွေပေါ့နော်အဲ့ဒါလေးဖြည်းဖြည်းလေးချင်းစီပဲထည့်တယ်အောက်ကတစ်ဖက်လက်ကနေလည်းပါလဲဆိုရင်steering rod လေးသုံးပြီးတော့မှွေပေးနေရပေါ့ dissolve ဖြစ်သွားဘာလို့ခုနပြောလို့ပဲဘာလို့ Sodium hydroxide ကိုရေမထည့်ရလဲဆိုရင် exothermic ဖြစ်တယ် exothermic ဖြစ်တဲ့အခါမှာအပူတွေတအားထွက်လာတဲ့ဆိုရင်ဖန်တွေပါတွေကွဲတာတွေရေပါရှင်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအဖြစ်ကိုကျွန်တော်တို့ဘာလဲဆိုရင်မဖြစ်ရအောင် Sodium hydroxide ကိုပဲရေထဲမှာဖြည်းဖြည်းလေးချင်းထည့်ပြီးတော့မှမှွေပေးရပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်မှွေနေပါပြီပေါ့water ထဲမှာ Sodium hydroxide တွေလည်းပျော်သွားပြီဆိုရင်ကျွန်တော်ကဒီပျော်တဲ့ပေါ့နော်ဒီပျော်ရည်ကို hydromet polymetric flux ကိုပြောင်းထည့်လိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်လိုချင်တာလဲ hydromet 1 molar ပဲဒီ anyway solution လို့ချင်တာမလို့အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာက funnel ရှင်းရင် funnel လေးတုံးပေးပါပေါ့နော်ကျွန်တော်တို့ funnel ရှာတာဘာလဲဆိုမတွေ့လို့ဆိုလို့မှကျွန်တော်ဒီတိုင်းပဲ cross section အလွတ်ထည့်လိုက်တယ်ပေါ့Sodium hydroxide solution ကို volumetric flux နဲ့ပြောင်းထည့်ပြီးသွားပြီဆိုရင်ဒီခုနသုံးခဲ့တဲ့ measuring cylinder တွေကိုကျွန်တော် distilled water လေးထပ်ထည့်လိုက်မှာပေါ့ထပ်ထည့်ပြီးသွားပြီဆိုရင်အဲ့ distilled water ကိုဒီ volumetric flux ကိုတရားအမှတ်ရအောင်ကျွန်တော်ထည့်မယ်ဒီနေရာမှာကျွန်တော်ရဲ့ထည့်ပုံကဘယ်လိုလဲဆိုရင်တရားအမှတ်မရောက်ခင်ကြားလေးမှာပေါ့ကျွန်တော်ရက်လိုက်တယ်ရက်ပြီးတော့မှဒီ measuring cylinder မှာရှိနေတဲ့ distilled water ကိုကျွန်တော် pipe လေးနဲ့နည်းနည်းယူပြီးတော့မှဒီတရားအမှတ်ရအောင်ပေါ့ဒီ minuscule လေးကတရားအမှတ်minuscule ရဲ့အောက်ခြေပေါ့နော်ဒီတရားအမှတ်နဲ့ပတ်ပြီးကြအောင်လို့ကျွန်တော် pipe လေးနဲ့ဖြည်းဖြည်းချင်းစီထည့်ပေးလိုက်တယ်အဲ့တော့ pipe နဲ့ထည့်တဲ့အခါမှာလေကျွန်တော်တို့က eye level ပေါ့နော်eye level နဲ့ဘာလဲဆိုရင်ဒီအမှတ်နဲ့ကိုယ့်ရဲ့ eye level နဲ့ဒီကွက်ပြီးဖြစ်နေရမယ်ပေါ့နော် level 2နေရမယ်အဲ့လိုမှသာလေကျွန်တော်က data ကျွန်တော်ရ
က handle မဲ့အမှတ်ထိရောက်ပြီဆိုရင်ဒီ stopper လေးတက်ပြီးတော့မှ gently shake လေးပေါ့နော်ကျွန်တော်လုပ်လိုက်တယ်ဒီထဲမှာဖြစ်နေတဲ့ sodium hydroxide ဒီနဲ့ distilled water တွေနဲ့အဲ့ဆိုရင် evenly mix ဖြစ်သွားအောင်လို့ gently shake လေးပဲကျွန်တော်လုပ်ပြီးတာဒီလိုလုပ်ပြီးပြီဆိုရင်ကျွန်တော်လုပ်ချင်တဲ့ handle milk 1 mol per liter sodium hydroxide solution ရပါပြီရတဲ့အတွက်လည်းပါလဲဆိုရင်ဒီနက်ပြီးတော့မှလက်မတွေပါ